Shalom အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာမိသားစုတွေနဲ့တူရောမအခန်းကြီး7အပိုင်းကြီး36မှာပြောထားတဲ့နှုတ်ကပရိုကအတူတူဆင်သွားချင်တာဖြစ်ပါတယ်ခသိန်းသောအရာတို့သည်ကိုရောအထက်က၎င်းကိုရောအားဖြစ်၎င်းကိုရောအဖို့အလုံးငါ၎င်းဖြစ်တယ်လို့ပြောတော့ကြောင့်ခသိန်းသောလို့ပြောတဲ့အခါမှာကျွန်တော်တို့အားလုံးပါပြီဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဘယ်လိုလုပ်ရမှာလဲဆိုရင်ခသိန်းသောအရာကကိုရောအထက်ကဖြစ်လာမှာဖြစ်တယ်ဟာလေလုယာဖြစ်လာအောင်မှာဖြစ်တယ်ဘုရားသခင်အထက်အာမင်ကိုရောအထက်ကကိုရောအားဖြင့်ဆက်လက်ပြီးတော့ကျွန်တော်တို့ကိုတိုးဝါးစီအောင်မှာဖြစ်တယ်ကိုရောအဖို့အလုံးငါကိုရောကတာ၍မဆာပေးအောင်မှာဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့အားလုံးကကိုရောအထက်ကကိုရောအားဖြင့်ကိုရောအဖို့အလုံးငါဖြစ်တော့ကြောင့်စိုးရင်စရာတစ်ခုမှမရှိဘူးကိုရောကအကုန်တောင်းယူပေးမှာဖြစ်တယ်မိသားစုအခြေအနေလားကျွန်တော်တို့အနာဂတ်အခြေအနေလားငွေရေးကြီးလားအိမ်ထောင်ရေးလားသားသမီးရေးလားလုပ်ငန်းကံရေးရလားခေါင်းဆောင်ပိုင်းရေးရမှာလားလူတွေကိုဆွဲခေါ်ခြင်းပိုင်းနိုင်ငံရေးရမှာလားအသင်းတော်ရေးရမှာလားကိုရောအထက်ကကိုရောကမဆာပေးမယ်ကိုရောအားဖြင့်ကျမတို့ကိုပြည့်စုံစေမယ်ကိုရောအဖို့အလုံးကကိုရောကပြန်မဆာပေးမယ်ဆိုတဲ့အရာကိုကျမတို့သိပြီးတော့ကျမတို့မိသားစုအင်ထောင်ရေးတွေကျမအနာဂတ်ရေးတွေအားလုံးကိုဖျားလိုက်ထဲမှာအနိုင်ရင်နဲ့ဖျားသခင်လှုပ်သွားမယ်ဖျားသခင်အထက်ကဖြစ်ခြင်းတွေဖျားသခင်အားဖြစ်ခြင်းတွေဖျားသခင်အဖို့လုံးကဖြစ်ခြင်းတွေကိုကျမတို့တွေဝိညာဉ်တော်ဖျားမှာဆာခြင်းအပြင်ခံယူကြရအောင်ဂျေဇုတော်ပဲချီးမွမ်းရအောင်ကိုရောအထက်ကဖြစ်လာမယ်ကိုရောအားဖြစ်တယ်ကိုရောအဖို့လုံးကဖြစ်တယ်လို့ကျမတို့ဝန်ခံတတော်သူဖြစ်ခြင်းအပြင်ယေရှုခရစ်တော်ရဲ့ပြီးပြည့်စုံခြင်းထဲမှာရှိခြင်းကျမတို့ရဲ့ပြီးပြည့်စုံခြင်းနဲ့အသက်ရှင်တော်သူတွေဖြစ်ပြန်အတွက်ဒီနေ့ညမှာမိသားစုတွေကိုဒီနေ့မှာတသက်နှုတ်ဆော်ပေးခြင်းဖြစ်ပါတယ်ယေရှုတင်နေ you are blessed